ညာတိုင်းတိတ်ဆိတ်တဲ့အခန်းလေးထဲမှာဖေးဖေးမေးအတန်တွေကြားသလိုပါအိမ်လမ်းဟောင်းလေးကိုစိတ်ကပြန်သွားနှွေးထွေးတဲ့လက်ကလေးတွေလွမ်းမိတာပါဖေးဖေးမေးမေးဘယ်နေရာမှာရှိလဲသားသမီးရှင်ထဲမှာအမြဲနေစေအဝေးကနေတော့မြတ်တာမပြောင်းဘူးလွမ်းစွတ်တဲ့နှလုံးသားဒီနေ့ထိခေါ်နေတော့မနှက်ခင်းနေအောင်တဲ့ညရည်တိတ်တိတ်ကြအမတ်တရားတွေကတော့မပြောင်းနိုင်သေးပါဖေးဖေးပြောခဲ့စကားမေမေပြုံးခဲ့မျက်နှာအသက်ရှင်တဲ့ရွေးတီမြတ်တာဖြစ်နေမှာဖေးဖေးမေမေဘယ်နေရာမှာရှိလဲသားသမီးရှင်ထဲမှာအမြဲနေစေအဝေးကနေတော့မြတ်တာမပြောင်းဘူးလွမ်းစွတ်တဲ့နှလုံးသားဒီနေ့ထိခေါ်နေတော့ဒီနေ့မှပြန်ဆုံးမယ်ဆိုရင်လွမ်းနေစေပါရင်ထဲမှာအမြဲတမ်းရှိနေမှာ